မျိုးသမီးဟာသူမမွေးစားထားတဲ့ကလေးဟာတကယ်တော့သူမခင်မွန်းနဲ့သူမရဲ့အချစ်ဆုံးတငယ်ချင်းတို့ဖောက်ပြန်ပြီးရလာတဲ့ကလေးမှန်သိလိုက်ရတဲ့အခါအရန်ကိုထိတ်လန့်တုန်လှုပ်သွားပါတယ်အမှန်တရားကိုသိပြီးတဲ့နောက်မှာတော့ထိုမျိုးသမီးဟာဒေါသကိုမျိုးသိပ်ထားပြီးအဲ့ဒီကလေးကိုမိဘမဲ့ကေဟာတစ်ခုစီလှုပ်ဝက်စွာပို့ပစ်လိုက်ပါတယ်အဲ့ဒီနောက်တခြားကောင်လေးတစ်ယောက်ကိုထပ်ပြီးမွေးစားလိုက်ပါတယ်10နှစ်တာကာလပတ်လုံးထိုမျိုးသမီးဟာသူမမွေးစားထားတဲ့ကောင်လေးကိုစာရိတ္တရောပညာရေးမှာပါထူးချွန်ထက်မြက်သူဖြစ်အောင်ပြုစုပြုထောင်ခဲ့ပါတယ်သူမရဲ့တငယ်ချင်းကတော့အဲ့ဒီကောင်လေးကိုသူမရဲ့သားအရင်လိုပဲထင်မှတ်နေပြီးအိမ်ကိုအမြဲလာရောက်ကတံမိုးကြီးလက်ဆောင်တွေပေးလေးရှိပါတယ်ကောင်လေးရဲ့18နှစ်ပြည့်မွေးနေ့မှာတော့အမျိုးသမီးကသူမရဲ့ခင်မွန်းနဲ့တငယ်ချင်းဖြစ်သူကိုတကယ်လို့ဒီကောင်လေးက Harvard တက္ကသိုလ် Harvard University ကိုတက်ခွင့်ရရင်စုလက်အနေနဲ့ကုမ္ပဏီရဲ့ share အားလုံးကိုသူ့ကိုပေးအပ်မယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါခင်မွန်းနဲ့တငယ်ချင်းဖြစ်သူတို့ဟာအရန်ကိုဝမ်းသာသွားကြပါတယ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြစ်ဆိုဖို့ဒါပိုင်းလိုမှာပဲသူတို့ရဲ့သားအရင်ဟာတခြားသူနဲ့အလဲလဲလောက်ခံလိုက်ရပြီဆိုတာကိုသူတို့လုံးဝမသိကြပါဘူးကောင်လေးရဲ့နေ့စဉ်ဘဝကိုပို့ပြီးဂရုစိုက်နိုင်ဖို့အတွက်တငယ်ချင်းဖြစ်သူဟာချေးငွေတွေထုတ်ပြီးအိမ်နီးနားချင်းကအင်ကြီးတစ်လုံးကိုအကုန်ကြခံဝယ်လိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးသူမဟာအမျိုးသမီးရဲ့အိမ်ကိုနေတိုင်းလာကကောင်လေးအတွက်ကောင်းလို့ရတွေချက်ပြုတ်ပြီးုံနေမကပဲအိမ်ကိုပါပြောင်းစင်နေအောင်တန်ရှင်းရေးလုပ်ပေးပါတော့တယ်အမျိုးသမီးကဒါကိုမြင်တဲ့အခါမှာတော့အရန်ကိုရေးစရာကောင်းတယ်လို့ထင်မိပါတယ်သူမကတငယ်ချင်းဖြစ်သူကိုနင်းလဲအသက်30ကျော်နေပြီအိမ်တောင်ပြုတ်ဖို့မစင်စားဘူးလားအဲ့ဒီအစားတံမိုးကြီးပီလာကိုဝယ်ပြီးငါအိမ်မှာအခမဲ့အိမ်ဖော်လာလုပ်နေတဲ့နောက်ဆုံးမှာဘာမှမရပဲကြံရစ်မှာကိုမကြောက်ဘူးလားလို့မေးလိုက်ပါတယ်ဒီလိုပြောပြီးနောက်မှာတော့အမျိုးသမီးဟာလှည့်မကြည့်ပဲအိမ်ပြင်ကိုထွက်သွားပါတော့တယ်ခင်မိုးနဲ့တငယ်ချင်းဖြစ်သူတို့ဟာအမျိုးသမီးဘာကိုဆိုလိုတာလဲဆိုတာနားမလည်ပဲကြောင်တောင်ကြံရစ်ခဲ့ပါတယ်မကြခင်မှာပဲကောင်လေးရဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြစ်ဆိုမဲ့နေရောက်လာပါတယ်တငယ်ချင်းဖြစ်သူဟာကောင်လေးအတွက်ခန်းနာတဲ့ညစာကိုပြင်ဆင်ပေးပါတယ်ဒီနှစ်တွေအတွင်းမှာအိမ်အတွက်ပေးရတဲ့အကျွေးတွေကြောင့်သူတို့ဟာအသက်ရှူရတာတောင်ကြက်တဲနေခဲ့ပါတယ်အခုတော့ဒီအခက်အခဲတွေကနေလွတ်မြောက်တော့မယ်လို့သူတို့ယုံကြည်နေကြပါတယ်သူမကကောင်လေးရဲ့ထူးချွန်တဲ့အမတ်တွေနဲ့အပတ်တက္ကသိုလ်ကိုကျင်းတေပေါက်တက်ရမယ်လို့အခိုင်အမာယုံကြည်နေတာပါကောင်လေးကအမျိုးသမီးရဲ့ကုမ္ပဏီကိုအမွေဆက်ခံပြီးတာနဲ့သူမဟာသူမရဲ့ရုပ်ရင်းမှန်ကိုဖွင့်ပြောလိုက်မှာပါအဲ့ဒီနောက်မှာတော့သူတို့သားအဖ3ယောက်ဟာထိုမျိုးသမီးကိုစွန့်ပစ်ပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြဖို့ကြံစည်ထားပါတယ်အဲ့ဒီအချိန်မှာခင်မုန်းဖြစ်သူစီကိုအမျိုးသမီးစီကနေမက်ဆေ့တစ်ခုရောက်လာပါတယ်သူမကုမ္ပဏီမှာအလုပ်တွေများနေလို့အိမ်ကိုရက်အနေငယ်ပြန်မလာနိုင်ကြောင်းနဲ့မနက်ဖြန်သားဖြစ်သူကိုစာမေးပွဲဖြေဖို့အချိန်မီပို့ပေးဖို့တတိပေးထားပါတယ်အမျိုးသမီးအိမ်ပြန်မလာဘူးဆိုတာသိလိုက်ရတဲ့အခါသူတို့နှစ်ဦးဟာအိမ်မှာပဲဖောက်ပြန်ဖို့ကြံစည်ကြပါတယ်ဒါပေမဲ့သူတို့လုပ်သမျှအပြုအမူအားလုံးကိုအမျိုးသမီးကစောင့်ကြည့်ကင်မရာ KTV ကနေအကုန်မြင်နေရတယ်ဆိုတာကိုတော့သူတို့မသိကြပါဘူး